Really မှာတော့ကျွန်တော်စမ်းရေကိုလတာစကင်အဖတ်တီကိုစမ်းပြထားတာဖြစ်ပါတယ်။အတန်ဝင်နေတဲ့အတွက်အတန်မျိုးတော့တိကျပြီးကြည့်ပေးကြဖို့တော့တောင်းပန်ပါတယ်။ကျွန်တော်ဘီစစ်တက်ကိုလည်းကျွန်တော်နေစလိုဝိုင်းနေပြထားရပါတော့။ဒါစကင်ဆိုတဲ့အတိုင်းပဲလုံးဝဖတ်ကြည့်နဲ့ဘီစစ်တက်မှာဝအားရစရာကြီးကျွန်တော်ကတော့စကီဝမ်းပါစကီဝမ်းတော့လုံးဝတိတ်မမိုက်တဲ့ထဲမှာပါတယ်ဒီဒုံးလောက်ပဲမိုက်တယ်ပေါ်လာတဲ့အဖက်တွေရောဘာတွေရောဝါ special စကင်လောက်တော့မလာဘူးပြောပါမယ်ဒီနောက်ဆုံးပြောက်သွားတဲ့အဖက်လေးမှာဆိုရင်တော့နေလေးတားတယ်လို့ပြောပါမယ်ကျွန်တော်တန်းနေအမှန်ဝင်နေလို့တောင်းမှပါတယ်စကေဒူမှာစွန့်လုံးဝစကေဝမ်းတော့အတိုင်းပဲအဖက်ကြီးကိုပြန်သုံးထားတဲ့အတွက်လုံးဝ feeling မလာဘူးကျွန်တော်ကိုလတာစကေနဲ့ကိုမတန်ဘူးလို့ပြောရမယ်စကေဒူရတော့တော်တော်ကြီးကိုအားရတယ်ပါမာတီရဲ့ AD အဖက်ကြီးနဲ့တော့တူ EBS စကေအဖက်ဒီစကင်အဖတ်တွေကိုကျွတ်စီပြန်နေရိုက်ချက်ကြီးကနှစ်ခါနေတကယ်မိုက်တယ်ဗျာကျွန်တော်တကယ်ကြိုက်တယ်ဒီစမ်းကိုလာခဲ့မယ်ဆိုကျွန်တော်ဒီရောက်ဝယ်မယ်ပေါ့နော်ကျွတ်စီဟာစကင်ဖတ်ဒီကျွတ်စီဒါနဲ့ကျွန်တော်ဒီဗီဒီယိုလေးကို like and subscribe လေးတော့လုပ်ခဲ့ပြီးအောင်ဗျကျွန်တော်လေးကြိုးစားပြီးတော့ဗီဒီယိုလေးတော့တင်နေတယ်ကျွန်တော်လည်းအားပေးကြပါအောင်ဗျကျွန်တော်လည်းတနိုင်တော့ quality ကောင်းလေးနဲ့တင်ခြင်းနဲ့ကျွန်တော် subscriber တန်းကြီးရခဲ့ရင်ကျွန်တော် stream လေးတွေစလုပ်မယ်ဗျခုတော့ stream မှုနေတော့ subscriber 100တောင်မပြီးသေးတဲ့အတွက်ကျွန်တော်ရန်ဝန်းနေပေါ့နော်ဟိုလေစတိုင်လေးနှိပ်ခဲ့ပြီးဘူးတောင်းဆိုကြပါဗျအားလုံးချစ်ပါတယ်နောက်မှာစကင်အဖက်လေးတွေအများကြီးပဲစမ်းပြထားသေးတယ်နော်ဒီစကင်အဖက်ကိုအားရလားအမြလားဒီဖုန်းမှန်ခဲ့ပါအောင်ဗျအားလုံးချစ်ပါဗျအဘောပါ